လက္ခဏာမှာမမျှော်လင့်မဲ့ငွေများစွာဝင်စေတဲ့ကောင်းချီးမင်္ဂလာပေးတဲ့အမှတ်အသားလက္ခဏာတွေရှိပါတယ်။မရကျင်လေပိုရလေဆိုတဲ့သဘောတရားကိုလူတိုင်းသတိထားမိပေမဲ့တဏိတာဖြတ်တန်းမှုတွေမှာလူတိုင်းလူလူကတော့တောင့်တရမျောမှန်းစိတ်တွေနဲ့ဖြတ်တန်းကြပါတယ်။ရည်ရွယ်ချက်တစ်ခုကိုတီးတီးကြကြချမှတ်ထားတဲ့သူတွေဆိုရင်စားလက်ဒီစိတ်သွားလက်ဒီစိတ်ကကြီးစိုးနေမှာပါ။လူတစ်ယောက်ချင်းစီရဲ့စိတ်သမာဓိအဆင့်ပေါ်မူတည်ပြီးရကြတာလည်းရှိသလိုတချို့ဆိုနှစ်ချီပြုလုပ်ရတာတွေလည်းရှိပါတယ်။လက္ခဏာမှာဒီအတွက်တီးကြတဲ့အဖြေမျိုးမရှိပေမဲ့သဘောတရားချင်းတူညီနေတဲ့လက္ခဏာကောင်းတွေတော့တည်တံ့ရှိပါတယ်။အဲ့ဒါတွေကတော့နံပါတ်1တနင်္ဂနွေကွင်းအပြည့်ဖြစ်စေအပိုင်းအစားဖြစ်စေပါရှိခြင်းနဲ့နံပါတ်2စနေကြိုခုံမှာတန်လျက်ပါရှိခြင်းတို့ပဲဖြစ်ပါတယ်။ပုံမှန်ပြထားတဲ့အမှတ်အသား2မျိုးစလုံးမှာတစ်မျိုးတည်းပါဝင်ရင်ပဲကိုလိုသမားကိုစွဲငင်နိုင်တဲ့အင်အားအပြည့်အဝရရှိပါတယ်။ဒီလိုမှတ်သားပါတဲ့လူတွေဟာအဋိဌာန်ဝင်ခြင်းဂါထာမန္တန်မန္တရာတွေရွတ်ဖက်ရင်ပဲဖြစ်ဖြစ်ပို့ပြီးတော့အကျိုးထူးစေပြီးတော့တခြားသူတွေနှစ်ချီလောက်ရမယ့်အရာတွေကိုမိမိကလပိုင်းလောက်ပြုလုပ်ယုံနဲ့များစွာအကျိုးထူးစေပါတယ်။ဘဝမှာမမျှော်လင့်မဲ့ငွေဝင်ခြင်းကိုယ့်ရဲ့ပူပန်တဲ့စိတ်တွေကိုရှော့ချလိုက်တာနဲ့တပြိုင်နက်ကိုဖြစ်ခြင်းရရှိပိုင်ဆိုင်ခြင်းတဲ့အရာတွေကိုဘဝထဲကိုအနည်းနဲ့အမြန်ဖြစ်ပေါ်လာစေတဲ့အာနိသင်ကိုဖြစ်စေပါတယ်။အသေးအတန်အံကိုကြိတ်ကြိုးစားခြင်းဘီရင်အောင်ဖောင်ဖြတ်ကြိုးစားခြင်းမျိုးမဟုတ်ပဲနဲ့ကိုယ်ဆန္ဒတွေကိုယုံကြည်စိတ်နဲ့စိတ်အေးထားပြီးနေ့စဉ်ဘဝမှာလှုပ်သင့်လှုပ်ထိုက်တာများကိုအေးချမ်းစွာပြုလုပ်ဖြတ်တန်းခြင်းတွေကြောင့်သူများတွေအသေးအတန်ပြုလုပ်ကြိုးစားနေချိန်မှာဒီလိုလူတွေကအလားမပြတ်ပဲနဲ့ရည်ရွယ်ချက်တွေပြေးဝကြပါတယ်။ဒါကကံကြီးသက်သက်ကောင်းနေခြင်းတော့မဟုတ်ပါဘူး။လောကသဘာဝနဲ့ထပ်တူနေထိုင်တတ်ပြီးတော့ကိုယ့်ရဲ့စိတ်စွမ်းအင်ကိုကောင်းကောင်းအသုံးချတတ်လို့ပဲဖြစ်ပါတယ်။သင်ရဲ့လက်မှာရောဒီလိုမှတ်သားမျိုးတစ်ခုသို့မဟုတ်နှစ်ခုလောက်ပါလာပါသလား။သင်ရဲ့လက်ကိုပြန်ကြည့်လိုက်ပါ။အားလုံးကံကောင်းကြပါစေ။